ဒီနေ့မှာတော့ကိက vintage pop store တခုကိုခေါ်တော့မှာပဲဖြစ်ပါတယ်ဒီမှာအဝတ်စားတွေက vintage ဆိုတဲ့အတိုင်းပဲ student coat တွေပြီးလို့ရှိရင်အမျိုးသမီးဝတ်အမျိုးသားဝတ်ပြီးလို့ရှိရင်ကလေးဝတ်တွေဆိုတာကိုကလေးလေးတို့မှကလေးလေးတို့ပဲဝတ်လို့ရတယ်ပြောပါကိုလိုကလေး PC တွေဟာရောမရှိဘူးပေါ့နော်ရတွေ့ရခဲ့ရတော့ဒီလိုမျိုးယောက်ျားလေးအင်ဂျီတွေပြီးလို့ရှိရင် sticker နဲ့ sticker နဲ့ဘယ်လိုခေါ်လဲကစ်တော်နာတိတ်တော်နာမလဲပေါ့နော် t-shirt တွေပြီးလို့ရှိရင်ဘောင်းမီဂျင်းဘောင်းမီပြီး student coat တွေပြီးရင် varsity coat တွေပေါ့နော်မျိုးစုံရှိပါတယ်ချင်းကုတ်တွေလည်းရှိတယ်ပြီးလို့ရှိရင်ဒီမှာအခုမြင်နေရတဲ့အတိုင်းပဲလို့ပေါက်ဆင်းနေတာအဲ့လိုလက်ဝဲသမားတွေဝတ်တဲ့ဘောင်းမီလိုမျိုးတွေအားကစားဘောင်းမီမျိုးတွေပြီးလို့ရှိရင်ကားဝါသနာပါတဲ့pro တို့အတွက်ကားအဲ့လို PC လေးတွေဆွေးရဝါသနာပါတယ်ဆိုလို့ရှိရင်အဲ့လိုကား PC လေးတွေလည်းဒီမှာပြထားပြီးရပေါ့နော်သူစီမှာလုံးဝယောက်ျားလေးရောမိန်းကလေးရောအဲ့လိုလုံးဝတစ်ဆက်စာပေါ့နော်လက်စွပ်လေးတွေရောပြီးလို့ရှိရင်မျက်မှန်တွေရောအုတ်ထုပ်တွေရောအဆုံးရှိရပေါ့နော်အခုကတော့ကိကလက်စွပ်ကိုဝယ်တာအဲ့လိုလက်စွပ် fancy တွေ accessory လေးဝယ်ရတာကြိုက်တာဖြစ်တဲ့အတွက်လက်စွပ်ကိုကလိနေဖြစ်ပါတယ်လက်စွပ်ကလည်းပုံစံအစုံပြီးတော့အဲ့လိုပေါ့နော်အယောင်မကျွတ်တာလည်းရှိရအယောင်ကျွတ်မဲ့ဟာလည်းရှိရပေါ့နော်အဲ့ဒါမှအစားဈေးနှုန်းကလည်းမျိုးစုံပေါ့နော်ရှိရပေါ့နော်ကိကတော့အဲ့လိုမျိုးငါးတစ်ခုလုံးဝတ်ကြည့်လိုက်တယ်ဝတ်ကြည့်ပြီးတော့မှနှစ်ခုပဲဝယ်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အစ်ရွှေအစ်ဝယ်ရတာပဲကြိုက်တယ် fancy ကတိတ်ပြီးတော့မဖြစ်လို့လေပြန်ရောက်စားလို့လည်းမရတော့ရွှေနဲ့ကိုကြိုက်တာဆိုတော့ fancy လေးနှစ်ခုလောက်ပဲဝယ်လိုက်ပါတယ်ရှင်ဒီနေ့တိုင်းပဲပေါ့နော်လက်စွပ်ကိုဝယ်ပြီးတော့အခုလိုအရင်နေကျင်းနေပြီးတော့ပေါ့နော်ရှိုက်တယ်ပြီးလို့ချင်းလက်ကလည်းလက်သေးလေးလောက်ထားတာဖြစ်တဲ့အတွက် quality မရှိဖြစ်နေပြီးတော့ဒီမှာပဲရများပြီးတော့ဘလောက်မှာအရင်ကမှပြင်ပြလိုက်ပါတယ်ရှင်ပြီးပြီးတော့ဒီမှာဆိုင်လေးကိုလက်ပတ်ကြည့်ပြီးတော့ဆိုင်မှာဒီလို chat တွေလည်းရှိရပြီးလို့ချင်း jean coat တွေ leather coat တွေလုံးဝကွာအဲ့လို vintage လုံးဝ vintage ကားဟတ်တို့ဘာလို့အစအကုန်ရှိရပေါ့ကွာတိလားကိကတိတ်ပြီး vintage အကြောင်းနားမလဲတော့ဘယ်လိုပြပြမသိဘူးဒါပေမဲ့ကိရဲ့ video လေးကိုကြည့်ပြီးတော့ဘာရှိရဘာပစ္စည်းရှိရဆိုမှန်းလို့ရမယ်လို့ထင်ပါတယ်ပြီးတော့ဒါကတော့အခုမြင်နေရတဲ့အတိုင်းပဲပေါ့နော်ဒါကလက်ဆောင်ပေးနေရပါလက်ဆောင်ပေးနေရဆိုတော့ကိကပစ္စည်းဝယ်လိုက်တာဘယ်လောက်ဖိုးလဲမသိဘူးသူတို့တတ်မှတ်ထားတဲ့ limit ကိုကျော်သွားတဲ့အချိန်မှာလက်ဆောင်တစ်ခုပေးတာပါအဲ့ဒါမှလည်းကိုသိန်းကျော်တန်းအဲ့လိုကားဟတ်တီပါလည်းပါတယ်ပေါ့နော်ဘယ်လောက်မပါဘူးဒါပေမဲ့ကိကတော့ကြိုးလေးပဲပေါက်တာပဲဖြစ်ပါတယ်ဟောကိအားပေးလိုက်တဲ့ဆိုင်ကအကူကပဲသူတို့ကပေါ့နော်ဒီ vlog လေးရိုက်ပေးရတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့လက်ဆောင်ထပ်ပြီးရပဲဖြစ်ပါတယ်အမကိကလည်း baby doll ဆိုရဲcrop top လေး baby ချီလေးကိုတွေ့ရတဲ့အချိန်မှာ baby doll နဲ့ baby kit တွေ့ပြီဆိုပြီးရေးလိုက်ပါတယ်ရှင်baby doll နဲ့ baby kit နဲ့တွေ့ပြီအခုကတော့ကိုလိုချင်တာလေးလည်းရပြီလက်ဆောင်လေးရပြီ packaging ထုတ်နေတယ် parcel ထုတ်နေတဲ့အချိန်မှာဒီဆိုင်လေးကိုထည့်ကြည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ကိဝယ်ထားတဲ့ parcel ကလေးကလည်းစကွေးလေးနဲ့အရင်ကမှချစ်စရာကောင်းတဲ့ packaging လေးနဲ့အရင်ကမှကြည့်နေတယ်နော်ဒီမှာ shopping လာဝယ်တဲ့လူတွေကတယောက်ကိုမိကုန်းလေးနည်းနည်းလေးမိမယ်ပေါ့နော်ဒီကနေတွေ့ရဒီ plan လေးလေးအဆောင်တလို့နော်ဟုတ်လားကျွန်တော်ပေါ်လာရေးပြရအောင်ဟုတ်လားတွေ့လို့ဝယ်လိုက်တယ်ဆိုတော့ဘာလို့အဲ့ဒါလေးဝယ်တာလဲကျွန်တော်ကတော့ပြည့်တိုင်း critical လေးဆိုတော့တောင်းနေကိုလည်းတော့အဆင်ပြေနေတယ် Okay နောက်တစ်ခါဝယ်ထားအောင်ဘာဝယ်ထားသေးလဲတခြားဝယ်ထားဒီရတော့ရှင်မင်းတော့စမ်းလာဘူးဟုတ်မယ်ဟုတ်လား Okay အဲ့ဒီအောင်ဘယ်လောက်ပေးရလဲပြောင်းอ่ะ2ယောက်ဝယ်1000လေးပါOkay fair price ပေါ့ fair price ဒီဆိုင်လေးကိုဘယ်လိုမြင်လဲတော့တော့လေလူငယ်နေနေဆိုရင်တော့ကျွန်တော်တို့ဘယ်လိုပြောလဲစုံတာပေါ့ပြည့်စည်ရစုံတာပေါ့ဈေးလဲ fair ဖြစ်တယ်လေ fair price ဖြစ်တယ်ဒီရဆုံးတော့ Okay bye bye နေရတဲ့အတိုင်းပဲဒီဆိုင်မှာဆိုလို့ရှိရင် bound မီတွေကို design စုံ size စုံလုံးဝအဲ့လိုပေါ့နော် oversize ကနေပြီးတော့ skin ထိ design စုံခေါ်ထားနေတဲ့ပုံစံမျိုးတွေအများကြီးရှိရပေါ့နော်ပြီးလို့ရှိရင်ဒီမှာ accessory တွေ PC တွေအများကြီးရှိရမျက်မှန်စာချေတော့ဖက်နှက်အစုံပေါ့နော်အကုန်ရှိရပြီးလို့ရှိရင်အဲ့လို vintage လုံးဝပုံမှာ vintage ပုံမှာဝတ်ချင်တဲ့ pro တွေအတွက်လည်းဒီမှာလုံးဝ vintage ဆန်တဲ့ coat တွေပြီးလို့ရှိရင် jean coat တွေပြီးလို့ရှိရင်ယောက်ျားလေးအများစုဝတ်တဲ့အမဲအောင် coat တွေအစားဒီမှာအများကြီးရှိရပေါ့နော်ဒီဆိုင်လေးကတော့တောင်းကလာမြင့်တာလမ်းပေါ်မှာရှိပြီးတော့ transporter နဲ့မျက်နှာချင်းဆိုင်မှာရှိရ Rank Coffee ဆိုင်ရဲ့အပေါ်တလေးမှာဖွင့်ထားတာပဲဖြစ်ပါတယ်အကယ်၍တောင်းကလာ transporter ကိုရောက်လို့ရှိရင်လမ်းကြုံရင်လည်းရှိရ coffee ဆိုင်လေးကိုဝင်လို့ရပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ရှင် bye bye